မဲတီတာယာမနဲ့ဓာတ်သားလို့ပြောလိုက်ရင်ဘလူးကိုပြန်မချစ်နိုင်တဲ့မဲတီတာအောင်နိုင်သူယာမချစ်ရှုံးသမားဓာတ်သားလေးတင်ပွဲဒါတွေကပဲလူတွေရဲ့နှုတ်ထဲမှာဆွဲနေတတ်ပါတယ်သူတို့ရဲ့အချစ်ဇလန်းကသုံးပွဲဆိုင်ဇလန်းလေးပဲလားဓာတ်သားကရောဘသူလဲမဲတီတာကရောဘာလို့မချစ်နိုင်တာလဲဒါတွေရဲ့နောက်မှာတော့ရင်းနှင်းတရားဇလန်းလေးတစ်ပုဒ်ရှိပါတယ်လူတွေဆိုတာအာဖရိကဆာဗာနာဒေသမှာပေါ်ခဲ့တဲ့ဟိုမစ်နစ်လို့ခေါ်တဲ့လူတစုကနေစပါတယ်ဒီဟိုမစ်နစ်တွေကနေမှဟိုမိုအီရက်တက်ဟိုမိုဆေပီယန်ဆိုပြီးလွန်ခဲ့တဲ့နှစ်4000ကနေ1000အတွင်းမှာကမ္ဘာပထမဦးဆုံးလူသားတွေစပေါ်လာပါတယ်ဒီထဲမှာညံအကောင်းဆုံးကဟိုမိုဆေပီယန်တွေပါသူတို့တွေကနေပဲတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပါတယ်မတ်တီတာတို့နဲ့ဒီဟိုမိုဆေပီယန်တွေနဲ့ဘာဆိုင်လဲဆိုရင်တော့နေပါအောင်လာပါမယ်ဒီပြန့်နှံ့သွားတဲ့ဟိုမိုဆေပီယန်တွေကနေမှဒေတာအသီးသီးမှာလူအဖွဲ့အစည်းတွေပေါ်လာပါတယ်ဒီမှာအိန္ဒိယလည်းအပါဝင်ပါပဲအိန္ဒိယမှာပေါ်လာတဲ့လူအဖွဲ့အစည်းကိုတော့အင်ဒကာချာအိန္ဒုနေဝမ်ယဉ်ကျေးမှုလို့ခေါ်ပါတယ်တစ်ချိန်တည်းမှာပဲဒီအိန္ဒုနေဝမ်ကိုကျူးကျော်ခြင်းနေတဲ့လူမျိုးတစ်စုလည်းရှိပါတယ်ဒီလူမျိုးတွေကိုတော့အာရီယန်တွေလို့ခေါ်ပါတယ်မတ်တီတာမောင်ယာမနဲ့မောင်ဓာတ်သားတို့ရဲ့ဇလန်းလေးကဒီကာလာအပိုင်းခြားမှာပဲစပါတယ်တောင်တလုံးပေါ်မှာလူတစ်ယောက်ရှိနေပါတယ်အောက်မှာလည်းလူတွေအများကြီးပါတောင်ပေါ်ကလူနဲ့အတူချင်းသေးတကောင်ကလည်းရှိနေပါတယ်ဒီလူရဲ့နာမည်ကယာဝနာပါအဆိုတော်ယာဝနာတော့မဟုတ်ပါဘူးသူကဒီချင်းသေးကိုနိုင်အောင်တိုက်နိုင်ရင်အောက်ကလူတွေရဲ့ဘယင်ဖြစ်မှာပါလက်ရှိရောက်နေတဲ့တောင်က10လုံးရောက်ခဲ့ပြီးရှေ့ကဒီလိုတောင်6လုံးကိုလည်းကြော်ခဲ့ပြီးပါပြီအခုတော့ချင်းသေးနဲ့ယာဝနာတို့တိုက်ကြပါနောက်ဆုံးတော့ကိုယာဝနာချင်းသေးကိုနိုင်ပြီးတောင်10လုံးကိုအောင်နိုင်တဲ့စစ်မှန်တဲ့ဘယင်ဖြစ်သွားပါပြီတောင်10လုံးကိုအောင်နိုင်တာကြောင့်ဒသဂီရီဆိုတဲ့အိန္ဒုနေဝမ်မှာအမြင့်ဆုံးဘွဲ့ကိုလည်းရခဲ့ပါတယ်ဒသဂီရီဘယင်ကြီးမှာမိသားစုလည်းရှိပါတယ်ဒီမိသားစုကမိန်းမနှမညီနဲ့သားတစ်ယောက်ပါနာမည်တွေကတော့မနောဂမ်းမီဘီပီတနာနဲ့နာရတို့လို့ခေါ်ပါတယ်သားတော်နာရကိုမွေးပြီးတဲ့အချိန်မိဖုရားမနောကဆုံးသွားတော့3ယောက်ပဲကြံခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာဒသဂီရီဘယင်နန်းတော်ထဲမှာနေတော့စင်နှင်းရထားတစ်စီရောက်လာပါတယ်ဒီစင်နှင်းရထားမှာစာတစ်ဆောင်လဲပါလာပါတယ်ဒီစာမှာရေးထားတာကစင်နှင်း6កောင်ကတော့ဤရထားမြတ်ကိုဒါဝိဒိယံမျိုးနွယ်အပေါင်းတို့၏ရှင်သခင်ဖြစ်တော်မူသောတောင်10လုံးကိုအစိုးရတော်မူသောမွေနဂါးနှင့်ချင်းသေးတို့၏ယာသာဓိပတိဖြစ်တော်မူသောဒသဂီရီဘယင်မင်းမြတ်၏ရွှေလက်တော်တို့အကျွန်အတူယာမင်းကပနာသတ္တပါဤဆိုပြီးရေးထားတာပါဒသဂီရီလည်းဒီရထားကိုတေချာကြည့်ပါပြီးတော့ရထားအတစ်ဆက်ဆက်လေးကိုရောက်လာတော့ဘိပိတနာဒီလိုစိတ်ရထားပေးတာစိတ်ရေးမှာအကူကြီးတောင်းကျင်လို့ဖြစ်မယ်ဆိုပြီးပြောလိုက်ပါတယ်ဒီတော့ဒသဂီရီလည်းနည်းနည်းတော့စဉ်းစားသွားပါတယ်ဂျားထဲမှာဂမ်မီကသား2ယောက်ကိုမွေးခဲ့ပါတယ်ဒီသား2ယောက်ကလူသားနဲ့ခရပြက်ပြီးတော့ဒသဂီရီရဲ့မိသားစုမှာလည်းတူ2ယောက်တိုးလာပါပြီတူ2ယောက်တိုးတာမှမကြသေးဘူးရှေ့မှာဘိပိတနာပြောထားတဲ့အတိုင်းနှင်းချနေတဲ့နေလေးတစ်နေ့မှာတက်မှုတစ်ယောက်ရောက်လာပါတယ်ဒီတက်မှုကစစ်ကူလာတောင်းတာပါစိတ်ရထားပေးထားတဲ့အတူရဘယင်ရဲ့နိုင်ငံကိုအာရီယန်မျိုးနွယ်စုတွေရဲ့ဘယင်မာကားကစစ်လာတိုက်နေလို့ပါဒါကိုဒသဂီရီကလည်းလက်ခံပြီးစစ်ကူလေးကိုလိုက်သွားပါဒီမှာဒသဂီရီစစ်သွားတိုက်နေတော့အာရီယန်တွေအကြောင်းကိုပြောပါမယ်အာရီယန်တွေကအိန္ဒုမြေဝမ်းမဟုတ်ကြပါဘူးဒသဂီရီတို့ရဲ့အိန္ဒုမြေဝမ်းမှာနေကြတဲ့မျိုးနွယ်စုတွေကအသားညွန်နဲ့ဖြစ်ပြီးအာရီယန်တွေကတော့အဝါတွေပါလက်ရှိပါကစ္စတန်ဘက်ကဆင်းလာကြတဲ့လူမျိုးတွေပါသူတို့ရဲ့ရည်ရွယ်ချက်ကအိန္ဒုမြေဝမ်းကိုတုံးပြီးလဲလောက်ထားခြင်းလို့ပါဒီခေတ်လိုမဟုတ်တဲ့ရှေးခေတ်မှာမြေရောသာကောင်းတဲ့နယ်မြေတွေကိုဘယင်တိုင်းလိုချင်ကြပါတယ်တကယ်လို့ပရီမီယံတွေဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ဒီ channel မှာလာဝယ်လို့ရပါတယ် ChatGPT နဲ့ကံမာတို့လိုပရီမီယံတွေကအစအကုန်ရတာဖြစ်လို့လိုအပ်လာရင်ကွန်မန့်ကလင်းကနေဝင်ကြည့်လိုက်ပါပြောနေရင်လည်းစစ်သွားတိုက်တဲ့ဒသဂီရီတို့လည်းပြန်ရောက်လာကြပါပြီပြန်ရောက်လာတော့အိုးကြီးတစ်လုံးလည်းပါလာပါတယ်စစ်နိုင်လို့သူရဘယင်ကလက်ဆောင်ပေးလိုက်တဲ့သူရအိုးကြီးပါပြောရရင်တော့အရက်အိုးပေါ့ဒီမှာတင်ဒသဂီရီလည်းကိုကြီးကျော်စံလာစပါနန်းတော်ထဲမှာဘယ်သူမှထိမရတော့ဒသဂီရီရဲ့ဆရာဖြစ်တဲ့ရသေကြီးတစ်ပါးရောက်လာရပါတယ်ဆရာရသေကအရက်သမားကိုအရက်ပြောက်စီကိုဗလီးပေးပြီးတောထဲမှာတရားသွားထိုင်ခိုင်းလိုက်ပါတယ်ဒသဂီရီလည်းဓမိကတောင်ကိုရောက်လာပါပြီဒီမှာတရားထိုင်နေပေါ့တော်တော်လေးလည်းတရားရနေပါပြီဒီချိန်မှာပဲရထဲကနေပုံလေးတစ်ပုံမျောလာပါတယ်ဒီပုံကိုဆရာရသေက beautiful ပုံမှာစာလဲပါပါတယ်ဒီစာကတော့မိထီလာနိုင်ငံဘယင်မင်းမြတ်၏သမီးတော်ဤရုပ်ပုံရွှေလွှာရှင်တီတာဒေဝီမင်းသမီးကျင်းရတော်အဖြစ်ရွေးချယ်ခံရန်အတွက်ဤရုပ်ပုံရွှေလွှာကိုရရှိသောအသင်အားလေးတော်တင်ပွဲဝင်ရောက်ရှင်ခံရန်ဖိတ်ကြားပါသည်ဆိုပြီးရေးထားတာပါကြည့်လိုက်တော့တီတာဒေဝီကလည်းတော်တော်ချောပါဆရာရသေးလည်းသဘောကျသွားပါပြီပြီးတော့ဆရာရသေးလည်းနန်းတော်ကိုပြန်ရင်းစည်းပြီးချက်ချင်းလစ်လာပါပြီသွားတာကတော့မိထီလာနိုင်ငံကိုပါဒီမှာပြောရရှိတာကမိထီလာဆိုတာအာရီယန်နိုင်ငံဖြစ်ပြီးတီတာဒေဝီကလည်းအာရီယန်လူမျိုးပါတစ်ဖက်မှာလည်းဒသဂီရီကလေးတင်ပွဲစီရောက်လာပါပြီ
ကြောက်တယ်ဆိုပွဲကိုဦးစီးတဲ့အဖိုးကြီးကအနာကပ်ပြီးလူမျိုးမတူတဲ့လင်္ကာတီပဘယင်ကဒီကိုဘာလာလောက်တာလဲဆိုပြီးအရင်မေးပါတယ်ဒါပေမဲ့လက်ထဲကဖိတ်စာကိုနင်တော့လေးတင်ခွင့်ပြုတ်လိုက်ပါတယ်ဒီလိုနဲ့လက်သားကြီးတွေလည်းလေးစားတင်ပါပြီပထမလေးကိုကြွအောင်မလိုက်ပါတယ်ဒီနောက်မှာတော့ကျိုးကိုဆွဲတဲ့အချိန်မှာပဲပြဿနာစတက်ပါပြီလေးကျိုးကိုမဆွဲနိုင်ဖြစ်နေတာအာယူကိုချစ်သူတီတာလေးကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့မတ်တီတာရဲ့တနာစရာမျက်နှာလေးကြောင့်ဓာတ်ကြီးတွေလည်းလေးမတင်နိုင်ပဲအရှုံးပေးသွားရပါပြီတီတာတွေကဓာတ်ကြီးတွေလေးတင်နိုင်မှာကိုကြောက်နေတာပါဒါနဲ့မောင်ဓာတ်လည်းတောင်းညမ်းပါပြီပထမဆုံးအဖိုးအိနာကိုကပ်ပြီးသူ့လောက်ထိရအောင်တင်နိုင်တဲ့သူမရှိတာကြောင့်အတီတာကိုသူပဲရားတင်ကြောင်ပြောနေပါတယ်ဒီချိန်မှာပဲလူနှစ်ယောက်လမ်းလျှောက်ဝင်လာပါတယ်သူတို့ကတော့ရာမနဲ့လက္ခဏာတို့ပါသူတို့လည်းလေးတင်ဖို့ရောက်လာတာပါကြိုင်ပွဲစည်းကမ်းနဲ့တော့မညီပါဘူးကြိုင်ပွဲစည်းကမ်းအရာဘရင်တွေပဲရှင်ကြိုင်ခွင့်ရှိပါတယ်ဒါတော့စိတ်ဓာတ်လည်းရထားအောင်ပါဒါပေမဲ့ရာမနဲ့လက္ခဏာကကြိုင်ပွဲလုပ်ပေးတဲ့အဖိုးကြီးရဲ့တပည့်တွေဖြစ်နေတော့ပါဝင်ခွင့်ရလိုက်ကြပါတယ်ပြောရမယ်ဆိုရင်တော့ထိုင်တတ်လိုက်တာပါဒီလိုနဲ့ရာမနဲ့လက္ခဏာတို့လည်းလေးတင်ကြပါပြီပထမကတော့လက္ခဏာပါလေးကိုအလွယ်လေးပဲမလိုက်တာပါဒါပေမဲ့ခဏအကြာမှာပဲလက္ခဏာလည်းအရှုံးပေးသွားပါပြီနောက်အလဲကတော့ရာမပါရာမကလည်းလေးကိုအေးစေးလေးဆွဲမှာပြီစတင်ပါပြီဒီနောက်မြားကိုထဲကိုလေးညို့ဆွဲလိုက်တဲ့အချိန်မှာတော့ရာမကအင်္ဂါရက်တင်နဲ့ပြေဆုံးသွားပါပြီဒီချိန်မှာဓာတ်ကြီးတွေကလည်းဒုတိယတစ်ချိန်ထပ်တောင်းညံ့နေမှာပြီဒီမှာအနှဲငယ်ပုတ်တိုက်မှုဖြစ်ပွားပြီးရာမနဲ့ဓာတ်တို့လည်းအခြေအနေရှိုးနေကြပါတယ်ဒီချိန်မှာပဲမတ်တီတာရာမနာကိုပြေးကပ်ဘလူးနဲ့တူတဲ့ဓာတ်စီကနှမကိုကဲပါဆိုပြီးပြောလိုက်တဲ့ပစ်မိခဲလေးတီတာကြောင့်ဓာတ်လည်းမပြန်ခင်တစ်ချက်ကြည့်လိုက်ပါတယ်ဒီနေရာလေးကိုတော့ဒီလိုပုံဖော်ခြင်းပါတယ်ပြန်လာတဲ့ဓာတ်ကတော့သူတရားထိုင်ခဲ့တဲ့နေရာလေးကိုတန်းပြန်ပြီးအိပ်ပျော်သွားပါတယ်။နောက်နေ့မိုးလင်းတော့ဘေးကိုနှမဖြစ်သူရောက်နေပါတယ်။ပြီးတော့ဓာတ်ကြီးတွေလည်းအကြောင်းစုံကိုပြောပြရင်လင်္ကာတီပါကိုပြန်လာခဲ့ပါတယ်။နန်းတော်ကိုပြန်ရောက်ပြီးမကြဘူး။ဓာတ်ကြီးတွေရဲ့ဦးလေးဖြစ်တဲ့ဦးကြီးတော်မာရိသကလည်းနှစ်ပေါင်းများစွာတိုင်းကျင့်နေရနေပြန်ရောက်လာပါတယ်။ဦးကြီးတော်မာရိသဆိုတာတိုင်းဆရာဖြစ်ပြီးသူအကျွမ်းကျင်ဆုံးကတော့ဗဇက်ကနေအတန်ပေါင်းစုံထုတ်တာပါ။ပြောမယ်ဆိုရင်တော့ဘီးဖောက်ပေါ့။ရောက်လာတဲ့အကြောင်းရင်းကတော့သူနှစ်ယောက်ကိုဒီပညာတွေသင်ပေးခြင်းလို့ပါ။ဓာတ်ကြီးတွေကလည်းခွင့်ပြုလိုက်ပါတယ်Go boom boom ဒီလိုနဲ့ဓာတ်ကြီးတွေလည်းမတ်တီရာစီကနေမူအောင်ဖို့ကြိုးစားနေပါတယ်ဒီမှာဓာတ်ကြီးတွေဆိုတာစူပါဟျူးမန်နဲ့တွတ်တူပါတယ်ကပရိအမေရိကတို့လိုမျိုးပါဂျာမကတော့ဟော့အိုင်းပေါ့စူပါဟျူးမန်လောက်အကြမ်းမခံနိုင်ပေမဲ့တာမန်လူထက်တော့ပို့ပါတယ်ဒီထဲမှာဂမ်မီကသူ့အစွမ်းနဲ့တမင်တွေကိုထိန်းချုပ်နိုင်ပါတယ်ဘီဘီတနာကတော့တာမန်လူလိုဖြစ်ပြီးဉာဏ်ပညာကတော့ကျန်တဲ့လူတွေထက်ပိုမြင့်ပါတယ်ဒါပါဂျားထဲမှာဓာတ်ကြီးတွေအရေးရောက်ဝင်လာတဲ့တခြားပင်တစ်ပါးလည်းရှိပါတယ်သူကတော့ဘာလီမင်းပါအခုကလင်္ကာတီပါတိုင်းပြည်ရဲ့တာမန်နေလေးတစ်နေ့ပါဒီချိန်မှာပဲဦးကြီးတော်မာဒေသပြေးဝင်လာပါတယ်ပြီးတော့ဓာတ်ကြီးနဲ့ဂမ်မီကိုတောထဲကိုခေါ်ပြီးပြလိုက်တာကတော့ဓာတ်ကြီးရဲ့တူနှစ်ယောက်သေနေပါပြီဘေးမှာမြားတစ်ချောင်းကိုလည်းတွေ့ပါတယ်ကျန်တာကိုတော့အပိုင်းနဲ့မှဆက်ပါမယ်ဒါနဲ့စကားမဆက်ဒီလိုဗီဒီယိုတစ်ပုတ်ဖန်တီးဖို့ဘယ်လောက်ကုန်နေထင်ကြလဲတကယ်ကတော့ဇီးလိုပါ editing software အချို့နဲ့ idea ပဲလိုပါတယ်ကိုက idea ကောင်းတယ်လှုပ်ချင်သိရှိတယ်ဆိုရင်ကျွန်တော်စီမှာတင်နှလာအပ်လို့ရပါပြီဒီလိုဗီဒီယိုတွေနဲ့မဟုတ်ပဲတာမန် YouTube ဗီဒီယိုတွေလည်းဖန်တီးနိုင်တဲ့အထိသင်ပေးမှာဖြစ်ပြီးတော့ YouTube ရဲ့သဘောတရားတွေနဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဖို့လိုအပ်တာတွေအကုန်သင်ပေးမှာပါစိတ်ဝင်စားရင်ကျွန်တော် Telegram နဲ့ဆက်သွယ်လို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှပြန်တွေ့ကြမယ်